လွမြောက်သွားတဲ့တက်ကလျှက်စစ်ကေပဲကြိုးတွေကိုကင်ပြီးသူ့ကိုနှိပ်စက်ခဲ့တဲ့လူကိုဆွဲနှန်းကလျှက်စစ်ရှော့တိုက်ပြီးတပ်ပစ်လိုက်ပါတယ်။ရုံခန်းမှာရောဘီနဲ့ဘင်းတို့တညလုံးဖိုင်တွေကိုဖတ်ရှုကြပါတယ်။တုံပန်းတွေဟာရောင်ချီတဲ့အပင်တွေတတုတက်တွေအပြင်တိရစ္ဆာန်တွေရဲ့ဗီဇပစ္စည်းတွေပါထိုးနှံခြင်းခံခဲ့ရပြီးမျိုးရိုးဗီဇတွေပေါင်းဆက်ခံခဲ့ရတာဖြစ်ပါတယ်။ဖေဘာဟာသူတို့ကိုကူညီဖို့စ조사ခဲ့တာဖြစ်ပုံရပေမဲ့အသွင်ပြောင်းလဲမှုကိုပုံမမြန်ဆန်သွားစေခဲ့ပြီးအခုတော့သူတို့ဟာတေလူမျိုးပါဖြစ်နေကြပါပြီ။နောက်ပိုင်းမှာဘင်းဟာဆီလ်ဗာမန်ရဲ့နေရာကိုခေါ်ယူခြင်းခံရပြီးစွမ်းအားရှင်တွေသူ့အတွက်အလုပ်လုပ်ပေးနေတာကိုမြင်လိုက်ရပါတယ်။ဆီလ်ဗာမန်ကပင်ကူဟီယိုကိုပြစ်နာမရှာချင်ရင်ငြိမ်နေဖို့သတင်းစကားပါလိုက်ပါတယ်။ဘင်းအထွတ်မှာဖလင်းကဝင်းစတန်ကိစ္စဟာထောင်ချောင်းမန်းသူတီးကြောင်းနဲ့ကက်ကိုကာကွယ်ဖို့အတွက်ဆီလ်ဗာမန်ကိုဘာမှမပြောခဲ့တာဖြစ်ပြီးဒါဟာဘင်းအတွက်သူနောက်ဆုံးခွင့်လွှတ်ပေးတာလို့တီးတန့်ပြောခဲ့ပါတယ်။အဲဒီနောက်ဘင်းဟာကဲ့ရဲ့ပြတင်းပေါက်နားမှာပေါ်လာပြီးဖလင်းမှာအသက်ရှင်ဖို့အချိန်များကြီးမကျန်တော့ကျောင်းပြောပြကအတိတ်ကအရေးတွေကိုလိုက်မနေတော့ပဲနေယူယောက်ကနေအတူတူထွက်ခွာပြီးနေရာတစ်မှာဘဝတစ်စဖို့စီယုံရကက်ကသဘောတူပြီးသူ့ကိုနမ်းခဲ့ပါတယ်။နောက်တနေ့မနက်မှာလော်နီကဖလင်းအကြောင်းပြောဖို့ကက်စီလာရောက်ခဲ့ပါတယ်။ပြဇက်ယုံမှာဖလင်းကသူ့ရဲ့ဒဲခန္ဓာကိုယ်ထဲကကြီးစံတွေကိုထုတ်နေတော့ကက်ကရှာဖွေတွေ့ရှိသွားပြီးသူမလုပ်ခဲ့သမျှဟာသူတို့အတွက်ပါလို့ကျိန်ဆိုပြောကြားပါတယ်။ဖလင်းကကက်တာအကူအညီတောင်းရင်ဆီလ်ဗာမန်ကိုတပ်ပေးမှဖြစ်ကြောင်းနဲ့သူမကဆီလ်ဗာမန်အပေါ်ပိုသစ္စာရှိတယ်လို့ထင်နေတာကြောင့်ဒေါသထွက်ပြီးထုတ်တန်းတစ်ခုကိုရိုက်ချိုးလိုက်ရာကက်အပေါ်ပြုတ်ကျလို့နေပါဖြစ်ခဲ့ပေမဲ့လော်နီကအချိန်မီကယ်တင်နိုင်ခဲ့ပါတယ်။ဖလင်းထွက်ပြေးသွားပြီးနောက်သူတို့ကိုကုသပေးနိုင်မဲ့နေလန်းရှိမလားလို့ကက်ကမေးတဲ့အခါလော်နီကဖေဘာဟာပင်ကူဟီယိုကိုလိုချင်နေကြောင်းဘင်းရဲ့ဗီဇပြောင်းလဲမှုကပိုပြီးတည်ငြိမ်တာကြောင့်ဒါဟာဖြည့်ရှင်းချက်ရဲ့တောချက်ဖြစ်နိုင်ကြောင်းရှင်းပြပါတယ်ဆေးရုံမှာတော့ဖေဘာနဲ့အော်တန်တို့ဟာရောဘီလူလွတ်မှာကိုကြောက်တာကြောင့်ရှေ့ပြောင်းဖို့ပြင်ဆင်နေကြပါတယ်ကက်ကသူတို့ကိုရှာတွေ့သွားပြီးဖလင်းကိုအရင်ဆုံးကူပေးဖို့ကတိတောင်းတာပင်ကူဟီယိုဆိုတာပင်ဖြစ်ကြောင်းပြောပြလိုက်ပါတယ်အိမ်မှာဘင်းဟာဂျန်နဲ့အတွက်ပိုက်ဆံအချို့ချန်ထားခဲ့ပြီးယူဘီဓာတ်ပုံကိုအန်ဆွဲထဲထည့်လိုက်ပါတယ်ရုတ်တရက်သူ့ရဲ့ပင်ကူအာယုံကသတိပေးလာပြီးအော်တန်ကတကားဝမှာပေါ်လာပါတယ်ဘင်းကတင်းနဲ့ချိန်တဲ့အခါအော်တန်ကဓာတ်ပုံတစ်ပုံထုတ်ပြပြီးသူဟာလည်းတုံပန်းဟောင်းတစ်ယောက်ဖြစ်ကြောင်းဖွင့်ဟပါတယ်သူ့ရဲ့ဗီဇပြောင်းလဲမှုကသူ့ကိုအလွန်လျင်မြန်စွာအိုမင်းရင်ရောစေတာဖြစ်ပါတယ်ဖေဘာဟာသူ့အသက်ရှင်ဖို့နောက်ဆုံးမျှော်လင့်ချက်ဖြစ်ပြီးတကယ်လို့ယောဘီကသတင်းသာရေးလိုက်ရင်သူမရဲ့အလုပ်အကင်ပျက်စီးသွားမှာဖြစ်ပါတယ်ဘင်းဟာစစ်ပြီးကလေးကနမီပြောင်းထားတာကြောင့်မဟုတ်ရင်အော်တန်ကသူ့ကိုအစောကြီးကလေးကရှာတွေ့မှာပါဘင်းကပင်ကူမျက်နှာဖုံးကိုပေးအပ်ရင်သူယောဘီကိုတားလို့မရတော့ကြောင်းနဲ့မြို့ကနေထွက်သွားတော့မှာဖြစ်လို့ဒီကိစ္စတွေကိုစိတ်မဝင်စားတော့ကြောင်းအော်တန်ကိုပြောလိုက်ပါတယ်အော်တန်ကအုပ်ဆက်တဲ့အနေနဲ့လက်ဆွဲနှုတ်ဆက်ခဲ့ပေမဲ့ဒါဟာဘင်းကိုစိတ်ခတ်ဖို့အတွက်အကွက်ဆင်လိုက်တာသာဖြစ်ပါတော့တယ်အဲဒီနောက်မှာဘင်းဟာရှိုးဝတ်တဲ့ခွဲခန်းတစ်ခုကိုခေါ်သွားခြင်းခံရပြီးဖေဘာနဲ့အော်တန်တို့ကသူ့ကိုကုတင်မှာလက်ထိတ်ခတ်ပြီးစမ်းသပ်မှုတွေအများကြီးလုပ်ကြပါတယ်